ရှင်တို့ရဲ့မမလီစာနှခမ်းလေးကိုတစ်ချက်ရှိုးကြည့်လိုက်ရင်သူပါဆိုးထားလဲဆိုတာအရင်မိုက်တော့ပဲအစားစားနေရတော့သူ့ရဲ့နှခမ်းကလုံးဝဆွဲဆောင်မှုအပြည့်နော်လုံးဝဖူးဤဆိုရွှဲပြီးတော့မှဆွတ်ကလို့လေး I'm dancing on it. Yeah. I'm feeling it. ဟုတ်ပါတယ်ရှင်တို့ရဲ့မမလီစာဆိုးထားတာ live wine ဟုတ်ပါတယ် live wine ကဒီနောက်25ကနေစပြီးတော့မှတကပါလုံးမှာ trend ဖြစ်လာပြီးတော့မှ list ဈေးကွက်မှာရောင်းအားအကောင်းဆုံးဖြစ်လာခဲ့တာပေါ့နော်ဘာလို့ဒီ all in one live wine ကတကပါလုံးနဲ့ချီပြီးတော့မှ viral ဖြစ်ပြီးအရန်ရောင်းကောင်းပြီးတော့မှအရန် trend ဖြစ်နေရလဲဆိုလို့ရှိရင်ဆိုမိန်းကလေးတွေကအလှပနဲ့ပတ်သက်ရင်ကိုယ့်ရဲ့အလှပကိုတနေ့ဟဲ့တနေ့ပို့လာဖို့အတွက်တရားရကန်တော့အထောက်ကိုပြုပြီးကိုယ့် natural beauty အပြည့်အဝပေးနိုင်တဲ့ပစ္စည်းတွေကိုပဲရွေးသုံးလာကြတာများတယ်အဲ့တော့နှခမ်းကြီးကိုလည်းအရင်တော့ဆိုးတဲ့ပုံစံမျိုးလို့ထူထူပပိတ်ကြီးတွေနှခမ်းပေါ်မှာချက်ချောက်ကက်ကကြီးနဲ့အခက်မသိအဖက်လန်နေတာမျိုးတွေဆိုးလိုက်ရင် heavy ကြီးဖြစ်နေတဲ့နှခမ်းကြီးပုံစံမျိုးတွေကိုတောက်ရုံမဆိုးကြတော့ပါဘူးနောက်တစ်ခုအရေးကြီးဆုံးအချက်ကနှခမ်းကြီးတွေဆိုးတာများပြီးတော့မှနှခမ်းကကြမ်းတမ်းလာတာနှခမ်းသားကြီးပြက်စီးလာနှခမ်းသားညိုသွားတာညစ်သွားတာဒီလိုမျိုးတွေအဖြစ်မခံချင်ကြတော့ပါဘူးဒီလိုပဲ Mr. Kit တင်နေပညာတွေတိုးတက်လာတာနဲ့အများအရင်တော့လိုမိတ်ကပ်လိမ့်ပြီးတော့မှအသားကြီးပြက်စီးခံနေကြမလို့ဘူးမိတ်ကပ်လိမ့်ထားလေကိုယ့်ရဲ့မျက်နှာအသားကြီးကိုရေတက်တက်ရရကန်တော့ထိပေးနိုင်တဲ့မိတ်ကပ်တွေအများကြီးထွက်လာပြီပေါ့ဒီလို all in one လေး wine ကဘာမှာရောင်းအားအကောင်းဆုံးနဲ့ trend ဖြစ်လာတဲ့အကြောင်းရင်းကလည်းအဲ့အချက်ပါပဲ Mr. ဆိုးတဲ့အချိန်မှာပေါ့ပါမှုတက်ရရကန်တော့ပေးမယ်စီကတ်မှုလုံးဝမရှိဘူးပြီးရင်နှခမ်းကိုတစ်ဆင့်ဖူးကြွပြီးတော့မှဆွဆွရွှဲလေးဖြစ်နေမယ်နှခမ်းချုပ်တာဘာမှမသိရဘူးပြီးရင်တတိယတဲ့ပို့ပြီးတော့မှကိုယ့်ရဲ့နှခမ်းသားကိုပိုကောင်းလာပြီးတဲ့ရေတဲ့အဖြစ်ဖြစ်ပေးတယ်နိုင်ငံခြားမှာဆိုရင်ယောက်ျားလေးတွေကအစား live wine ဆိုတာနော်အခုမြန်မာနိုင်ငံမှာလည်း Mr. ဂျင်လင်လေး wine ရောက်လာတဲ့နောက်ပိုင်းယောက်ျားလေးတော်များစုဝယ်ဆိုးနေကြပါပြီဆိုတော့အယောင်ခက်ပပလေးပဲဆိုတော့သူတို့နဲ့လည်းလိုက်ဖက်တယ်ပေါ့နော်အဲ့တော့အကြောင်းမျိုးကြောင့်နှခမ်းမဲတာဆိုလို့ရှိရင်တဘာဝတိုင်းပန်းအောင်ပြတ်တက်လာပြပါတယ်